1365ခုနှစ်နတ်တော်လာပြီကျော်12ရက်ကြာကြာကာလ9နာရီချိန်ကစတင်လို့ရန်ကုန်မြို့ရွှေပုံးညက်လမ်းရွှေပုံးညက်ရိပ်မော်ဘေးနောင်လမ်းမလေးရက်ွယ်ကမာရွတ်မြို့နယ်မှာနေထိုင်ကြတဲ့ဦးသန်းလွင်ဒေါ်ခင်သိမ့်မိသားစုဓမ္မဒါနပြုသဖြင့်ဆင်ကျင့်ပသောဓမ္မသဘင်ကိုယခုမေတ္တာအာသီသမေတ္တာပတနာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲရောက်ရှိလာကြသောတရားချစ်ခင်သူတော်စင်ပေါင်းတို့နှင့်တကွ30ဘုံရစေမျက်နှာအနန္တစัจ java လာ၌ရှိကြကုန်သောအနန္တသတ္တဝါတွေဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကိုယ်စိတ်နှပါချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့မေတ္တာဓာတ်တွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီသီလပေညာဏသမိန်သီလပေညာဏံလောကသမိန်ဧကမေခာယတိလောကသမိန်လောက၌သီလပညာဏံသီလပညာဤနှပြကိုဧကံဧကဓမ္မောတိအမြတ်ဆုံးသောတရားဟူ၍အခါယတိဆိုအပ်တယ်လို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်သောနာဒန္တတပြမနတသောနာဒနာပုံနာရဲ့ပညာမေကောကိုဗျာကရောတိကောင်းစွာမသွေဖြေချမ်းတော်မူခဲ့ပါပေသတည်းသောနာဒနာပုံနာမေးသဖြင့်မြတ်စွာဘုရားဖြေတယ်သောနာဒနာပုံနာကတပည့်ပေါင်းပုံနာတွေတဲ့900လောက်တက္ကသိုလ်အဆင့်ရှိတဲ့ပညာရေးသင်ပေးနေတဲ့ပမောက္ခမြတ်စွာဘုရားသူ့မြို့သူ့ရွာရောက်တော့လူတွေတစ်မြို့လုံးအုံအုံကြွကြွထက်ပြီးတော့ဘုရားဖူးကြတာသောနာဒနာဗုဒ္ဓကလည်းသွားပြီးတော့ဘုရားဖူးမယ်အဲ့ဒါကိုသူ့အနီးရှိတဲ့တပည့်ကြီးတွေကဝိုင်းတားကြတယ်မသွားသင့်ဘူးတဲ့ဘာဖြစ်လို့မသွားသင့်တယ်လဲဆိုရင်သောနာဒနာပုံနာကြီးဟာရုပ်လဲချောတယ်အမျိုးလဲမြတ်တယ်ဘေရင်သုံးပုံလဲတတ်တယ်သီလလဲရှိတယ်ပညာလဲတတ်တယ်အရေးချင်းဘယ်နှပါလဲအစရမပြောနိုင်ရင်ပြန်တာပဲကောင်းရုပ်လဲချောတယ်အမျိုးလဲမြတ်တယ်ဘေရင်သုံးပုံလဲဆောင်တယ်သီလလဲရှိတယ်ပညာလဲရှိတယ်အရေးချင်းဘယ်နှပါလဲအေးနှစ်ကပြောမှရသုံးကပြောမှရအချိန်သိပ်စားအဲ့တော့အရေးချင်း၅ဖက်ရှိတဲ့ပုံနာကိုတပည့်ကြီးတွေကဘုရားစီမသွားသင့်ဘူးတဲ့ကောရမဗုဒ္ဓစီသွားလို့ရှိရင်ကိုယ်ဂုဏ်သိက္ခာတွေကြကုန်မယ်ဂုဏ်သိက္ခာဒီလောက်ကြီးကျယ်တယ်ပေါ့လေကိုလည်းဘုန်းကြီးတို့ဂျပန်ဘုန်းတော်ကြီးတွေရဲ့မဟာယာနဂန်းရဲ့အနေအထားကိုဗမာပြည်ကတော်တော်များများသိပြီးသားဘုန်းကြီးတို့ဘာကြောင့်ကိုလိုလက်တွဲပြီးတော့သာသနာတော်အတွက်ဟလာဗုဒ္ဓဆမ်းမြစ်ကမ္ဘာဗုဒ္ဓဘာသာထေသီညီလာခံ2004ဒီဇင်ဘာရဲ့9/17မှာလုပ်မယ်အဲ့ဒါနိုင်ငံပေါင်း40လောက်ဖိတ်ဖို့ယာထားတယ်ဒီကနေ့နေ့လည်ခင်းမှာဘုန်းကြီးတို့ဒါကိုအကျိတ်နဲ့အသေးစိတ်ကလေးတွေဆွေးနွေးကြ3နာရီကစတဲ့ဆွေးနွေးအစည်းအဝေးဟာညနေ9နာရီမှပြီးတယ်ဌာနဆိုင်ရာအားလုံးပါဝင်လွန်ခဲ့တဲ့2ရက်က2ကြိမ်ဆွေးနွေးတာလို့တော်တော်ချောနေပြီဒီကနေ့ဆွေးနွေးတာပိုချောသွားအဲ့တော့တော်ပြောရင်တိဘက်ဗုဒ္ဓဘာသာတခြားမဟာယာနဗုဒ္ဓဘာသာနဲ့ထေရဝါဒတို့ဒီကနေ့လက်တွဲပြီးတော့ဗုဒ္ဓဘာသာညီလာခံကြီးကျင်းပတယ်ဘာလို့ထားလဲလို့ဆိုတော့ပြိဿကြီးဘုန်းကြီးတို့
ရွယ်ချက်၄ခုပြောရအောင် to preserve Buddha's teaching at its origin မူရဲ့အတိုင်းနဲ့ဗုဒ္ဓသာသနာတော်ကိုထိန်းထားဖို့ to propagate the Buddha's teaching ဗုဒ္ဓသာသနာတော်ကိုဖြန့်ချီဖို့ now to promote Buddha's teaching ဘုရားရှင်ရဲ့သာသနာကိုလက်ရှိအနေကနေပြီးတော့မြင့်တက်လာအောင်မြင့်တင်ဖို့ပေါ်၍အရေးကြီးတဲ့နံပါတ်၄အချက်က to protect any disturbance that ဘယ်အနောက်ရှက်မဆိုးတဲ့ဗုဒ္ဓသာသနာကိုနှောက်ယှက်တဲ့မြေသည့်အနောက်ရှက်ကိုမဆိုးပေါ့လေ anyway ဘယ်နည်းနဲ့မဆိုဘုန်းကြီးတို့ဘာလို့ to protect ကောင်းကောင်းကြီးကာကွယ်ဆွမ်းရှောက်ဥပမာဟိုးဗာမီယံကဇင်းတို့ကြီးတွေနော်အဖြိုချပြည့်စည်သွားတာတို့ဗုဒ္ဓဂယာဗောဓိပင်ကြီးဗုဒ္ဓသာသနာနှစ်1800လောက်ကအရင်ကနေဖြတ်ပြီးတော့ဟာလားလှည့်ပလိုက်တာမျိုးတို့မီးရနဲ့တနေ့လုံးရှိတဲ့ဘုန်းကြီးကျောင်းတွေအကုန်လုံးမီးရှို့ဖြစ်စီပြထားမျိုးတို့ပေါ့လေအဲ့ဒီလိုဥမာပင်အရေးပလင်းမှာဘုရားတစိတ်ကပ်ပြီးတော့ကြော်ညာမယ်ဆိုတာမျိုးတို့စားသည်ပေါ့လေအဲ့လိုဟာမျိုးတွေကဒါကတော့အပေါ်ယံလောက်ပါအတွင်းသားတဲ့အတွင်းထဲမှာနော် internally ပေါ့လေ deeply ပေါ့လေကာကွယ်စောင့်ရှောက်စရာတွေအများကြီးအဲ့လို internationally ဒီကမ္ဘာလုံးနဲ့ဆိုင်တဲ့ကိစ္စတွေပေါ်ပေါက်လာလို့ရှိရင်လက်တွဲပူးပေါင်းပြီးတော့တဲ့ဗုဒ္ဓသာသနာတော်ဘက်ကရပ်တည်ပြီးတော့ကာကွယ်စောင့်ရှောက်သွားကြဖို့ဆိုတဲ့အပိုင်းတွေဟာသာသနာပြုလုပ်ငန်းမှာအရေးကြီးတဲ့အပိုင်းကြီး၄ပိုင်းအပိုင်းမဟုတ်ဘူးခေါင်းစဉ်ကြီး၄ခုအဲ့လိုချက်တွေကိုလှုပ်ကြရမယ်ဆိုတော့တိဘက်ဂျပန်တရုတ်ကိုရီးယားဗမာအဲ့ဒါလေးတွေခဏမေးတာ Buddhist ကို Buddhist လို့ပဲသဘောထားပြီးတော့အကောင်လုံး common platform ပေါ့လက်တွဲရှောင်းနေတဲ့လမ်းကြောင်းတစ်ခုရှာပြီးတော့အဲ့ဒီပုံမှာတွဲလျှောက်ပြီးတော့ဗုဒ္ဓသာသနာတော်တဲ့သာသနာပြုလုပ်ငန်းကြီး၄ရပ်ကိုလုပ်ရမှာကမ္ဘာကုလသမဂ္ဂဆိုတဲ့ United Nation မှာcommunist ရော socialist ရော capitalist ရောအကုန်ပေါင်းပြီးတော့ United လုပ်ထားရင်ဘုန်းကြီးတို့ဗုဒ္ဓသာသနာတော်ကလည်းပဲဒီကနေ့ပြည်တော်စုမြန်မာနိုင်ငံတော်ကဂိုင်းကြီးကိုဂိုင်းကို United လုပ်ပြီးတော့တန်ခါမဟာနာယကအဖွဲ့တစ်ဖွဲ့တွေဖွဲ့သလိုကဘာမှလည်းအဲ့ဒီလိုများလုံနိုင်ရင်ဘယ်တော့ခေါင်းမလဲပေါ့အဲ့လိုရွယ်ချက်မျိုးနဲ့ဘုန်းကြီးတို့ဒါဆောင်ရွက်ကြတယ်အစီအစဉ်မှာဒါ၄ချိန်မြောက်ညီလာခံရန်ကုန်မှာကျင်းပမှာအဲ့တော့ခုနကမြတ်စွာဘုရားစီသွားတဲ့ပုံနာကသွားမဲ့ပုံနာကအရေးချင်း၅ခုနော်ဘာဖြစ်လဲတစ်ကရုပ်ချောတယ်အယုတ်ဆိုးတဲ့လူစီမသွားနဲ့နှစ်ကဘာဖြစ်လဲအမျိုးမြတ်တယ်ကောရမစီသွားအမျိုးရုပ်သွားလိမ့်မယ်မသွားနဲ့နှိမ့်ချတယ်ဒီအတွေးခေါ်တယ်သိဟောင်းသွားနောက်တစ်ခုကပါဝေဒသုံးပုံဘေဒင်သုံးပုံတတ်တယ်ကောရမကမတတ်ဘူးမသွားနဲ့နောက်တစ်ခုကသီလရှိတယ်ပညာရှိတယ်သီလပညာကြတော့မြတ်စွာဘုရားလာရှင်လို့မရဘူးတော့အဲ့ဒီလိုပေါ်လေ caste system အမျိုးဆက်ကိုအကြောင်းပြုပြီးတော့ခွဲခြားပြီးတော့ဘုရားစီမသွားနဲ့လို့ဝိုင်းတားကြတဲ့အထက်ကတောင်ချုံတော်ဂေါရမဗုဒ္ဓမြတ်စွာဘုရားထံကိုသောဏဒနာပုံနာပရိသတ်များစွာနဲ့ရောက်သွားတယ်ရောက်သွားတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဟေးမင်းငါစီရောက်တော့ဘာတွေပြောချင်တယ်လဲမြတ်စွာဘုရားကလမ်းဖို့ပေးလိုက်တယ်မင်းပြောစရာရှိပြောဆိုတော့ဟောဒီလူတွေတဲ့သူနာလူတွေကိုသူကလျှောက်တယ်အရေးချင်း၅ပါးရှိတဲ့အတွက်ကြောင့်ဆရာကြီးဂေါရမဗုဒ္ဓစီမသွားသင့်ဘူးလို့ပြောနေဒါပေမဲ့တပည့်တော်ကြိုးစားပြီးလာခဲ့တယ်ဘုရား
ဆိုတော့မြတ်စွာဘုရားကအရေးချင်း၅ပါးပြောဆိုတော့ခုနကပြောပြထားတဲ့၅ပါးကိုပုံနာကဘုရားပြန်လျှောက်မြတ်စွာဘုရားကိုရောမြတ်ကမေခွန်သူကိုပြန်ထုတ်တာဟေးသောဏဒန္တမင်းပြောတဲ့အရေးချင်း၅ပါးမှာရုပ်ချောတယ်ဆိုတာရှိကထည့်ထားတယ်အဘိရူပဒသနိယောပါတာတိကောဗျမဝနောတဲ့ဗျမရဲ့အစင်းတဲ့တောင်တူတယ်တဲ့ဒီလောက်တောင်သူတို့ဆရာသူတို့ချီးမွမ်းတာအဲ့တော့ရုပ်ချောတယ်ဘာညာဘယ်လိုပဲပြောပေါ့ကွာရုပ်ချောတယ်ဆိုတဲ့ဥစ္စာတစ်ခုကိုထုတ်ပလိုက်စမ်းအယုတ်ဆိုးခြင်းတိုင်းဆိုးပါစေအမျိုးမြတ်တယ်ဘေဒင်တတ်တယ်သီလရှိတယ်ပညာရှိတယ်ဆိုရင်ဒီလူကိုလူမြတ်လို့မဆိုတတ်ဘူးလားဆိုတတ်ပါတယ်ဘုရားသူတို့သမတ်တဲ့ရည်ချင်း၅ပါးတွေကပြိဿကြီးအခုဘာဖြစ်လဲတပါးရော့သွားပြီလူမြတ်လို့ပဲဆိုနိုင်တယ်တဲ့ရုပ်ချောတာဘာတန်ဖိုးရှိရုပ်ကချောပြီးတော့သီလပညာမရှိရင်လကားပါအယုတ်သိဆိုးနေပြီမှလည်းသီလပညာရှိနေရင်ဘာဖြစ်လဲဒါရှိခိုးလိုက်တာဒီအသည့်ကိုသွားမှာဘုရားကဲကောင်းပါပြီကွာတဲ့ဒီ၄ပါးသောအရေးချင်းနဲ့အရေးချင်းလေးနဲ့ပဲမင်းတို့ရှိခိုးတတ်တယ်ဆိုရင်အဲ့၄ပါးသောအရေးချင်းတွေကဓမ္မကိုလျှော့လိုက်အောင်နဲ့အမျိုးဇမြတ်တာဘာလျှော့အမျိုးဇမြတ်ရှင်မြတ်မမြတ်ရှင်နေဗြဟ္မဏမျိုးဟုတ်လားခတ္တယမျိုးဝေသမျိုးသုဒ္ဓမျိုးရှေးတုန်းကခေါ်တာ၄မျိုးရှိတယ်ခတ္တယဆိုတာမြေကြီးအုပ်စိုးတာဗြဟ္မဏဆိုတာဘေရင်အုပ်စိုးတာဝေသဆိုတဲ့အမျိုးကစီးပွားရေးကင်ထားတာသုဒ္ဓဆိုတာကတော့မြေကြီးလည်းမရှိဘူးဘေရင်လည်းသုံးပုံလည်းမတတ်ဘူးစီးပွားရေးလည်းဘာမှမလုပ်တတ်ဘူးမပိုင်ဘူးဆိုတော့ဆင်းရဲသားဆိုတော့အမျိုးပဲနှပါရ၄ပါအဲ့တော့မင်းကမင်းအမျိုးအများဆုံးလို့ပြောနေတယ်အမျိုးမြတ်တော့ဖေးဆမ်းပါကွာဘယ်တဲ့သုံးပုံတန်းနေတယ်သီလရှိတယ်ပညာရှိတယ်ဆိုရင်ရှင်းမခိုးတိုက်ဘူးလားရှင်းခိုးတိုက်ပါတယ်ဘုရားတဲ့သူကသူနမ်းလိုက်ပြီးတော့ဘုရားမေးတာကိုသူကသူလျှော့နေတာနော်ဘုရားလျှော့လိုက်လို့ပြောကိုမပြောအောင်ဘယ်နှမျိုးဘယ်နှခုကြံတော့လဲရေးချင်းဘာနဲ့ပါလဲဘယ်ရင်သုံးပုံတတ်တယ်သီလရှိတယ်ပညာရှိတယ်ဆိုရင်ရှင်းခိုးတိုက်ပြီတဲ့ကောင်းပါပြီကွာဘေရင်တတ်တမတတ်တသီလပညာရှိရင်ကိုရှင်မခိုးတိုက်ဘူးလားမေးရောပရိသတ်စဉ်းစားကြည့်ဘေရင်တတ်တမတတ်တသီလပညာရှိရင်ရှင်းခိုးတိုက်နေပြီဖေရပရိသတ်ရေဘယ်နှခုပြုတ်ထွက်သွားဘာနဲ့ဘာကြအဲ့ဒီသီလပညာဒီနှစ်ခုတွေကတစ်ခုခုကိုလျှော့ပြီးတော့လူတယောက်ရဲ့တန်ဖိုးကိုတစ်ခုတည်းနဲ့သမတ်လို့ရသလားဘုရားဆက်မေးတာသီလကိုဖယ်၍ပညာတစ်ခုတည်းနဲ့လူတန်ဖိုးရှိမလားသို့မဟုတ်ပညာကိုဖယ်၍သီလတစ်ခုတည်းနဲ့လူဟာတန်ဖိုးရှိမလားဒါလည်းမေးလိုက်ရောသောဏဒန္တကအဲ့ဒီနှစ်ခုတော့ဘာမှလျှော့လို့မရဘူးတဲ့ဘာနဲ့ပါသောဏဒန္တတသုတ်လုံးရဲ့အနှိမ့်ချုပ်ကဒီရောက်သွားဘုန်းကြီးတို့ငယ်ငယ်တုန်းကဓမ္မစရိယစာချဓမ္မဒီသုတ်တံဟာပြဋ္ဌာန်းကျမ်းစာထဲပါတယ်မလေးတက်လိုက်ရတာခေါင်းကိုမူးလို့2လ3လတက်တာတော့သုတ်တသုတ်လုံးမကုန်ဘူးခုဘုန်းကြီး7မိနစ်ရှိသေးတယ်သုတ်တသုတ်ကုန်တော့မယ်နီးသွားတယ်ဥသန်းလည်းမပူနဲ့ဟဲ့လားခင်ဗျာတရားမကြခင်ပြီးမှာသောဏဒန္တသုတ်တသုတ်လုံးပြီးသွားတယ်အဲ့ဒါဘာကျေးဇူးလဲလို့ဆိုလို့ရှိရင်မှတ်တာဗမာလိုပြောမယ်သူတေသနဘာလဲအင်္ဂလိပ်လိုပြန်တော့ research ပေါ့နော်နောက်ပို့ပြီးတော့နည်းနည်းလေးခက်ကြွားကြွားလေးပြောမယ်ဆိုလို့ရှိရင် comparative study of religion ပေါ့အဲ့ဒါဘာလဲအဲ့ဒါဘာမှမသိခုနကဘုန်းကြီးပြောတဲ့အင်္ဂလိပ်ကိုဂျပန်လည်းပဲအကုန်မသိဘူးနော်ဒီဂျပန်နဲ့မှအင်္ဂလိပ်လိုပြောနိုင်တဲ့ဂျပန်ဟာ4ယောက်တည်းပါတယ်ဂျပန်20လာတာဗမာလိုပြောအင်္ဂလိပ်လိုပြောဂျပန်လိုပြန်ရ
ရှုပ်ချက်ကိုကတ်နေတာပဲဒီကနေ့အစည်းအဝေးမှာဘာသာပြန်တဲ့လူကမှားသွားလို့အကုန်လုံးချွေးပြန်သွားတာဘာသာပြန်ကတခါဒုက္ခတော်ပေးတာဟုတ်နော်ချွေးကိုပြန်ထွက်သွားတာတကဘာလုံးရှိတဲ့နိုင်ငံပေါင်း40နဲ့ကိုယ်စားလှယ်ပေါင်း100ကျော်ကိုဒီမှာ propose ဆိုတာယာထားတာအင်္ဂလိပ်လိုပြောရင် propose we propose to invite them from 40 country 100 delegation ပေါ့အဲ့ဒါကိုဘာသာပြန်တဲ့ကောင်ကကျွန်တော်တို့နိုင်ငံပေါင်း100ဖိတ်ကြားထားပြီလို့သွားပြောတာဒုက္ခကိုဖြစ်တာခုမှစည်းဝေးကပြင်တော့စင်တော့ရှိသေးတယ်ဖိတ်ပြီးပြီဆိုတော့အကုန်လုံးခေါင်းကြီးကုန်တာပေါ့ဗျာဘသူဖိတ်မှလည်းမသိဂျပန်ကလည်းမသိဗမာကလည်းမသိဘယ်ဖိတ်မှမသိဘာသာပြန်တဲ့ကောင်ဒုက္ခပေးတာနော်အဲ့ဒါကြောင့်ဘုန်းကြီးတို့မြတ်ဗုဒ္ဓရဲ့တရားဒေသနာတွေကိုဘာသာပြန်ရမှလည်းတခါဒီလိုဒုက္ခပေးတဲ့ဘာသာပြန်နေအများကြီးရှိမအတ္တယတနောနာထောဘာပြောလဲကိုအာကိုကြဒါပြောတာအဲ့ဒါဘာသာပြန်မှားတော့ပဲအတ္တကိုကိုးကွယ်ကြဆိုတော့ဒုက္ခသွားရောက်တယ်ဗုဒ္ဓဝါဒကအတ္တဝါဒလားအနတ္တဝါဒလားအဲ့ဒါပါပဲကောင်းမှုတော့ဘုရားပုံကြီးဒီလိုလုံးကြီးဘာလို့ဖြစ်နေတာလဲမဲပြောသွားရောအငိမ့်လူပြပြောတာကိုတိုးကြိုက်ကမှတ်ထားနော်အဲ့ဒါဘုရင်ကြီးကအလုရှုပ်နေလို့တဲ့မိဖုရားကြီးသွားမေးတာတဲ့မိဖုရားလည်းအဲ့ဒီအချိန်ကလေးနှုတ်တိုက်နေတယ်တဲ့ sorry ပဲဟုတ်လားအဲ့ဒါပညာဆရာတွေကဘယ်ပုံထုတ်အောင်လဲလို့လာမေးတော့မိဖုရားကစိတ်တူတွေနဲ့အင်ကြီးလံပြတယ်ဒီပုံပဲဆိုတာနဲ့ဘုရားအဲ့ဒီပုံဖြစ်တာတဲ့အငိမ့်လူပြပြောတာအဲ့ဒါကို tourist guide လုပ်တဲ့ကောင်ကမှတ်ထားပြီးတော့ဟိုအမေရိကန်အင်္ဂလန်ကကာရပရိုဖက်ဆာတွေပြောလွတ်ထည့်လိုက်တော့ဟိုကောင်တွေကတကယ်မှတ်လို့စာအုပ်ထဲရေးထားတယ်ကောင်းမှုတော့နာမည်ကိုပြဲနော်ဘာသာပြန်အဲ့ဒါနော်အဲ့တော့စကားလေးပြောထားရုံနဲ့ဟုတ်တာတော့မဟုတ်ဘူးတဲ့ပရိသတ်ရဲ့သုံးသိမ့်မဝင်ဓမ္မရဲ့သဘောကအလေးနဲ့နားမလဲရင်အဲ့ဒါဒုက္ခပေးမယ်ကောင်းပါပြီခုဘာပြောသီလနဲ့ပညာလူဘဝတစ်ခုလုံးအမျက်ဆုံးဥစ္စာဟာပရိသတ်ရဲ့ဒီနှစ်ခုပဲဘေးရင်သုံးပုံတက်ချင်နိုင်တက်ရုပ်ချောချင်နိုင်ချောအမျိုးအစားမြတ်တယ်လို့ပြောချင်နိုင်ပြောကောင်းငင်ကပဲကြမွေ့နော်သီလမရှိခဲ့ရင်ပညာမရှိခဲ့ဘာနဲ့ပါပရိသတ်ကြီးပြောဘာနဲ့ပါcharacter and wisdom it is the value of the all mankind လူအလုံးတို့ရဲ့တန်ဖိုးဟာဒီတစ်ခုပဲသီလကိုထုတ်ရပညာတစ်ခုတည်းနဲ့ဘဝဟာတန်ဖိုးမရှိတာပညာကိုထုတ်ပြပြီးတော့သီလတစ်ခုတည်းနဲ့လည်းဘဝဟာတန်ဖိုးမရှိတာဟေးသောဏတန္တအဲ့ဒီနှစ်ခုတည်းကတစ်ခုခုဖယ်ပြီးတော့တစ်ခုတည်းနဲ့လူမြတ်လှုပ်လို့ရသလားသုဒ္ဓရဲ့အနှစ်ချုပ်ကိုဘုန်းကြီးတို့ဒါဘာသာပြန်ပြောတာသာသေနဘဝတုန်းကတော့4-5-6လတက်တာတောင်အဲ့ဒါလောက်နားမလဲအခုဘုန်းကြီးတို့ပြိဿဘယ်လိုလေးလာနီးလေလို့ဆိုတော့ခုနကပြောထားတယ်နှမ်းရှင်၍လေးလာတဲ့နီးသုတေသနာပြု၍လေးလာတဲ့နီးအဲ့ဒီနီးတို့ဖြင့်စနေကြလေးလာပြီးတော့သဘောပေါက်တဲ့အခါကျတော့အနှစ်ကိုညှင့်လိုက်တဲ့အခါမှာဘုန်းကြီးတို့ပြိဿရဲ့မဲမောင်းဂဒေလောက်ရှိလျာတဲ့ဆိုကြပါစို့စာရန်ကြီးတစ်ခုဟာနော်တထွာလောက်နဲ့ပြီးသွားနိုင်တဲ့သဘောရှိပါတယ်ခုဘုန်းကြီးတို့အဲ့လိုပြောနေတာပါဘာကြောင့်လဲဆိုတော့မိုးလေးကဖြောက်လာကြခုနကဂျပန်တွေကဘုန်းကြီးကဒါပြောလိုက်တယ် This is a manifestations of friendship between Japan and Burma ဒါပြောလိုက်တယ်နားလည်လားတော့မသိပါဘူးနော်အဲ့တော့မြတ်စွာဘုရားကဟေးအဲ့ဒီငခုတစ်ခုကိုထုတ်လို့ရသလားဆိုတော့မရဘူးတဲ့ဆိုတော့ပုံနာပဲပြန်မေးတယ်မြတ်စွာဘုရားလူဘဝရဲ့အမြတ်ဆုံးဥစ္စာဟာဘာလဲရုပ်ချောတာအမြတ်ဆုံးလားမဟုတ်ဘူးအမျိုးမြတ်တာအမြတ်ဆုံးလားမဟုတ်ဘူးဘေရသုံးပုံတတ်တာအမြတ်ဆုံးလားမဟုတ်ဘူးဘာအမြတ်ဆုံးနဲ့လဲ
သီလပညာနံလောကသမိန်ဧကမေခယတိဗျာပနသောနာဒါနမြေရှိရေဟေဗုဒ္ဓလောကသမိန်လူလောကကြီးမှာသီလပညာနံသီလနဲ့ပညာဤနှပြတို့ကိုဧကံဧကဓမ္မောတိအမြတ်ဆုံးသောတရားဟူ၍ဧခာယတိဆိုရမယ်လို့သတ္ထာနတ်လူတော်ဆရာဘုရားရှင်ကိုရောမြတ်သည်ဝေါဇာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေသတည်းသီလဆိုတဲ့ဥစ္စာဟာကာယကံဝစီကံနှစ်ပါးကိုအပြစ်ကင်းသန့်ရှင်းစေတဲ့စီကံများဖြစ်ပါတယ်။ဒါ၏သီလဆိုတာကိုကာယကံနဲ့ဝစီကံဒီနှစ်ပါးမှာအပြစ်ကင်းစေတဲ့စီကံများကိုဘာခေါ်ကြသီလအဲ့ဒါနောက်တစ်ခုတိုးလိုက်ပါအသက်မွေးလုပ်ငန်းကိုတန်ရှင်းစေတဲ့စီကံဟာလည်းပဲသီလပါဗမာလိုပြောတာပါဠိတွေပရိသတ်ကြီးအလုံးရွတ်တတ်တယ်ပါဏာတိပါဒဝရမဏိဆိုတာဒီကာယကံထိမ့်ပေးတဲ့စီကံအာရိဏဒနာဝရမဏိရဲ့ကာမေတုမိစ္ဆာစာရဝရမဏိရဲ့ဟုတ်လားအဲ့ဒီသုံးခုကဘာထိမ့်ချုပ်ပေးတာကိုယ်မူရာကိုထိမ့်ပေးတဲ့စီကံနောက်တကနှုတ်မူရာထိမ့်ပေးတဲ့စီကံကမုသဝါဒမမနာကိုမပြောဘူး You should not speak any untrue မမနာဆိုဘာမှမပြောနောက်တစ်ခုပါရှောင်း You should not speak any malicious ရန်တိုက်တဲ့စကားညီညွတ်နေတဲ့ပုဂ္ဂိုလ်တွေကွဲသွားစေမဲ့စကားမျိုးကိုမပြောနောက်တစ်ခုဘာမပြောရဘူးလဲကြမ်းတမ်းတဲ့ရိုင်းတဲ့စကား harsh language မပြောနဲ့နောက်ဘာမပြောရဘူးလဲ useless speech အနှစ်သာရကင်းမဲ့တဲ့စကားဘာမှမပြောနဲ့ပါးစပ်ပေါက်ထိန်းထားပေးလိုက်တာအစီကံ၄ချက်ဟုတ်လားပေါင်းလိုက်တော့9ခုရဟောသက်မွေးလုပ်ငန်းဘက်ကိုလမ်းပြီးဟလားကြည့်လိုက်ဦးတဲ့သက်မမွေးကောင်းတာ5ခုရှိပါတယ် weapon trading လက်နဲ့လူကိုသေစေတဲ့လက်နဲ့တွေကိုအယောင်းဝယ်လုပ်ပြီးတော့ထမင်းမစားပါနဲ့တဲ့အဲ့ထမင်းဟာမစားကောင်း poison trading သတ္တဝါတွေကိုသေစေတဲ့အစိတ်အဲ့ဒါအယောင်းဝယ်လုပ်ပြီးတော့စီးပွားမရှာကောင်းဘူး Now slaughter animal trading ညင်းဆဲတပ်ဖြတ်ဖို့သတ္တဝါတွေရောင်းဝယ်လုပ်ပြီးတော့ဓမ္မမစားကြနဲ့မစားကောင်း Now intoxicating drink and drug trading မူရည်စေရတဲ့အရေးတွေအမှုန့်တွေအဖတ်တွေဆေးဝါးတွေအဲ့ဒါတွေရောင်းဝယ်လုပ်ပြီးတော့ဓမ္မမစားကြနဲ့မစားကောင်းဘူးဘယ်နှခုရHuman trading လူအယောင်းဝယ်လုပ်ပြီးတော့ဓမင်းမစားနဲ့ဟေးကောင်မေးဂျပန်ပြည်သွားကျင်လားလာပေးသိန်း50passport ရောဗီဇာရောရဒီကသွားရတဲ့အင်ဂျင်နီယာပဲဟိုလဲရောက်ရောဓမင်းဆိုင်ပကံစစ်အဲ့ဒါသူတစ်ပါးအိမ်မှာကြေးကြုံဖြစ်နေလူတွေကိုရောင်းစားဖို့အမျိုးသမီးလေးတွေလာခဲ့ဟေးဘယ်မှာလောက်ရမယ်ခေါ်သွား10ယောက်15ယောက်ဟိုဘက်ကြတယ်လျောင်းချရတာအဲ့ဒီအမျိုးသမီးတွေပြည့်စုံဖြစ်ကုန်အဲ့ဒါကြောင့် human trading for slave and for prostitute အဲ့ဒီနှစ်ခုကမလုံးသင့်ဘူးတဲ့ဒါမြတ်ဗုဒ္ဓမိန့်ကြားတော်မူတဲ့ basic principle နော်အခြေခံစည်းမျဉ်း not only for the Buddhistsဘုရားဘာသာအတွက်သံလင်မဟုတ်ဘူး for all ဘယ်တိုင်းဘယ်လိုမျိုးမဆိုဒါပြိဿကြီးမကျင့်ကောင်းဘူးလားreligion ကိုယ်ကိုယ်ရင်နာကိုယ်ပဲလေဒီစည်းခန်းတော့အကုန်လုံးလိုက်နာရင်အားလုံးလူကောင်းတွေဖြစ်လာအဲ့ဒီရှေ့ခုနော်ဘုန်းကြီးကြောင့်ပြောရင်မိစ္ဆာအာဇီဝမှာရှောင်ကျင်ခြင်းပေါ့ဗျာ
အဲ့ဒါတွေဟာဘာလဲလို့ဆိုလို့ရှိရင်သက်ကပညာသုတ်တော်အရာဆိုရင်ဒါကိုပါတိမောက္ခသံဝရသီလဒီလိုခေါ်တယ်ခေါ်ကြည့်လိုက်ပါတိမောက္ခသံဝရပြန်ပြောပါတိဆိုတာကြဆုံးတာ fall down မောက္ခဆိုတာကလွတ်မြောက်တာ escape သံဝရဆိုတာက to control abstain ဘဝကြဆုံးခြင်းမှလွတ်မြောက်အောင်လို့ဘာလို့အောင်ထိမ့်သိမ်းရမယ်အဲ့ဒါစီကံ၅ခုတဲ့ဘဝအောက်တန်းကျသွားခြင်းမှလွတ်မြောက်အောင်ထိမ့်သိမ်းရမယ်စီကံ sorry ၅ခုမဟုတ်ဘူး၈ခုနော်ကာယကံထိမ့်တာက3ခုဝစီကံထိမ့်တာက4ခု9ခုအသက်မွေးရှောင်ခြင်းတာ5ခုစလုံးကိုတစ်ခုတည်းပေါ့အဲ့ဒါ8ခုကိုပေါင်းပြီးပါခေါ်လဲပါတိမောက္ခသံဝရသီလနော်ခရစ်ယာန်ဖြစ်ဖြစ်အစ္စလာမ်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ဂျူးဖြစ်ဖြစ်ဗုဒ္ဓစ်ဖြစ်ဖြစ်နော် religion ဆိုတဲ့တိုက်တယ်ကိုခဏမေးတာအလုံးဟာလူကြီးပဲအဲ့ဒီလူတိုင်းဒီအဲ့ဒီအခြေခံစည်းမျဉ်း၈ချက်ကိုလိုက်နာခြင်းသုံးရင်အဲ့ဒီပုဂ္ဂိုလ်တွေအကုန်လုံးဟာ good person ဖြစ်လာခတ္တိယမင်းမျိုးကပဲလာဗျမနပုံနှမ်းမျိုးကပဲလာပြီးတော့ဝိသသတိမျိုးကပဲလာနောက်ပြီးတော့သုဒ္ဓဆေယသာမျိုးပဲဖြစ်အဲ့ဒီလိုအကျင့်ကောင်းနေရင်ဒီအမျိုးဘာဖြစ်လဲကောင်းတာဟုတ်လားခတ္တိယမျိုးဖြစ်နေပြီးတော့ခုနကပြောခဲ့တဲ့ပါရိမောက္ခသံဝရသီလမရှိခဲ့ရင်သူကလူကောင်းမဖြစ်နိုင်အဲ့ဒါကြောင့် value of the life ဘဝရဲ့တန်ဖိုးဆိုတဲ့ဥစ္စာကအဲ့ဒီသီလကိုပြောတာလို့သီလကိုပရိသတ်ဟိုပိဋကတော်မှာလာတဲ့ definition အတိုင်းအဲ့ဒါနားလည်အောင်မှတ်တာနောက်ဟိုတစ်ဖက်မှာဘာလာလဲလို့ဆိုတော့ပညာဘာလဲပညာပါဗျာတချို့ကြတော့အကျင့်သိကောင်းပါတယ်တဲ့ပညာမတတ်တချို့ကြတော့ပညာတွေသိတတ်တယ်ဘာဖြစ်လဲအကျင့်ပြက်အဲ့ဒီလူနှစ်ယောက်ကိုကြည့်အကျင့်ကောင်းပြီးတော့ပညာမဲ့တဲ့ပုဂ္ဂိုလ်ဟာလည်းပဲတကယ်လူစွမ်းကောင်းဖြစ်မလာနိုင်ဒါပြင်းတဲ့သာသနာလူမျိုးအတွက်အကျိုးကျေးဇူးများများသူမလုံးနိုင်အကျိုးပြုတဲ့အလုပ်ကိုများများမလုံးနိုင်အကျင့်တစ်ခုတည်းနဲ့လုပ်လို့မရတချို့ကြတော့ဘာဖြစ်လဲပညာတွေရတတ်ပဲအကျင့်ပြက်ပညာတတ်အကျင့်ပြက်ကလည်းပဲရံခါမှာဒုက္ခအကြီးကျယ်ပေးတယ်ဗျာအနုမြူဘုံထွင်သွားတဲ့လူတွေကိုပြန်ကြည့်တတ်လိုက်တဲ့ပညာလွန်ရောလူသတ်ဖို့တတ်တာနော်အဲ့ဒါကြောင့်ဒီနှစ်ခုဟန်ချက်မညီရင်တဲ့ပြိဿရဲ့လူဟာတန်ဖိုးမတက်ဘာနဲ့ပါဟန်ချက်ညီရပါဠိလိုပြောတော့သီလနဲ့ပညာအရာပြောတော့ကိုချင်းတရားနဲ့ပညာဟုတ်ပြလို့ပဲပြောပါပဲဟုတ်လားအဲ့တော့ဒီနေရာမှာပညာဆိုတာဘာများလဲလို့မေးခဲ့တရားစခန်းကလူတွေကတော့ပြောမယ်ဝိပဿနာဉာဏ်10ပါးပြောမယ်အရိယာပုဂ္ဂိုလ်တွေကတော့မဉ္ဇဉ်4ပါးဘုံဉာဏ်4ပါးပြောအဲ့ဒါလောက်မရောက်သေးတဲ့လူကဘာသွားပြော science technology တွေအဲ့ဒါတွေတတ်တာကိုပညာလို့ပြောမလား from the many standpoint no they can say what is a panya ရှုတော့မျိုးစုံကတဲ့ပညာကိုလူမျိုးစုံပြောလို့ရသို့သောအဲ့ဒါတွေငုံမိတော့အောင်ဒီကနေ့အလုံးကိုဘုန်းကြီးတို့ပြောခြင်းနဲ့ပညာကတော့မေခွန်း3ခုထုတ်ကြည့်လိုက်ပါ what I am ငါဘာလဲမေးပြီးတော့ဖြေတော့ကိုအကြောင်းကိုဘယ်လောက်သိလဲအဲ့ဒါဖြေတော့ဖြေရရင်ပညာတတ်အခုဘုန်းကြီးအနေနဲ့ဆိုကြပါစို့ what I am ငါဘာလဲဆိုလို့ရှိရင် I am ဓမ္မဂတိကပေါ့ဟုတ်လားငါသည်တရားဟောဘုန်းကြီးအဲ့ဒါသိဒါပညာနည်းနည်းတတ်နောက်တစ်ခုဆက်မေးလိုက် second question က
where I am ငါဘယ်မှာလဲကံဖြေတို့ဘယ်မှာနေလဲတဲ့ကိုယ်နေရာကိုသိအောင်လုပ်ချအဲ့ဒါငရဲမာလားတိရစ္ဆာန်မာလားပိဋ္ဌာမာလားအသူရကယ်မာလားဗမာပြည်အပြင်ဘက်မာလားတောကျွတောင်ကြားမာလားချောင်းကြားမြောင်းကြားမာလားအခုတော့ဒီလမ်းကိုဘာခေါ်လဲရွှေပုံးညက်တဲ့နော်ရွှေပုံးညက်လားငွေပုံးညက်လားဗရမ ्या ပုံးညက်လားစိတ်ပုံးညက်လားနော်ကိုယ်နေရာကိုသိအောင်လုပ်တာသုံးတန်ထဲမှာနေတာလားအမိုက်ပုံမှာနေတာလားကိုယ်နေရာကိုသိအောင်လုပ်တာနံပါတ်1မေကောငါပါလေ what I am အဲ့ဒါမသိရင်သွားပြီအဲ့ဒါတက်ပညာမတတ်တဲ့ကောင်မှမရှိတော့ပေးဒီပဲချိတ်ထားတာနော်ဒီလစ်ပဲချိတ်ထားတာငါပါလဲလို့မသိရင်ဒုက္ခ where I am ငါဘယ်နာမှာလဲဘုန်းကြီးနေတဲ့ကိုယ့်ကိုဖြေကြည့်မယ်ခုနော်ငါဘယ်မှာလဲဆိုခုတရားဟောပလင်ပေါ်မှာဘုန်းကြီးဘယ်မှာလဲကိုယ်နေရာကိုသိတယ်ဒါပညာတတ်တာငါအမိုက်ပုံဝေးတာထိုင်းနေတယ်လို့ထင်ရင်အဲ့ဒါဒုက္ခဖြစ်မယ်ပလင်ပေါ်ထိုင်းနေတဲ့ဘုန်းကြီးတစ်ပါးကအိုးလမ်းဘေးပလက်ဖောင်းပေါ်မှာထိုင်းနေတယ်လို့ကိုယ့်ကိုထင်မိဟိုဘက်လုံးမဲ့ဆက်လုံးမဲ့အလုပ်ဒီပလက်ဖောင်းပေါ်အလုပ်မျိုးလုပ်သွားလိမ့်မယ်တရားဟောပလင်ပေါ်မှာထိုင်းနေတဲ့ပုဂ္ဂိုလ်ကလက်ဖက်ရည်ဆိုင်မှာ TV ရှေ့မှာဟိုကနှလုံးတိုက်ကလေးများထိုင်ကြည့်နေတယ်လို့ထင်မိရင်ဒုက္ခကိုသိရမယ်ကိုနေရာကိုသိရကို position ငါပါလေငါတပည့်စီလဲတဲ့ကောင်ဒါသမာဓိဋ္ဌိပဲ right understanding ပဲဒါဆိုလို့ where I am ငါဘယ်နာမှာလဲ I am the bind the hell အမိုက်ပုံပေါ့အမိုက်ပုံဝေးနာမှာကိုကောင်းပြီသူနေရာသူသိတယ်မှန်တယ်ဒါဆိုလို့ what I have to do တတိယ question ကဆက်မေးငါဘာလုပ်ရမလဲအမိုက်ပုံဝေးနာမှာနေတယ်လို့သိတယ်အမိုက်သိမ်းတဲ့လူလူလည်းသိတယ်ဆိုရင်အဲ့ဒီကောင်ဘာလုပ်ရအမိုက်သိမ်းပေါ့ကိုယ့်အလုပ်ကိုသိရဒါမှန်သွားပြီတိုင်းပြည်မှာသိကောင်းသွားပြီခုတော့အမိုက်ပုံနာလူကမျိုးတော်ဝန်စိတ်ပေါက်ပြီအဲ့လိုဖြစ်မျိုးတော်ဝိညာဉ်ကလည်းအမိုက်ပုံနာရောက်လို့ရောက်ဒီလိုဖြစ်နော်ကိုယ်နေရာနဲ့ကိုမဟုတ်ကြဒီလိုတွေကဒုက္ခသိပေးတာနော်အဲ့ဒါကြောင့်နေရနော်အဲ့ဒါအရေးကြီးတယ်တန်ဃာတော်ရှင်မြတ်ဒီပိုးအရေးကြီးတယ်ကိုယ်နေရာကိုသိရငါပါလေယဟန်တော်တပါငါဘယ်မှာလဲဘုန်းကြီးเจ้าမှာโอเคအဲ့ဒါဆိုလို့ရှိရင်ဖမ်းမခံရဘူးစိတ်ချလက်ဖက်ရည်ဆိုင်မှာဘယ်အချိန်လဲသကောင်12နာရီသွားပြီတတိထားကြဟုတ်လားတမ္မာဒိဋ္ဌိကနော်ဒီလောက်ကျေပြန့်မဲခင်တရား၈ပါးမှာတမ္မာဒိဋ္ဌိနော် right understanding လည်းခဲ့တဲ့နှစ်ကဒီဇင်ဘာဖနွန်ပင်မှာကျင်းပသွားသော